တင်ကအမျိုးသားစွမ်းဆောင်ရည်ကိုကောင်းမွန်ခြင်းနဲ့ဆိုရင်ကျုပ်ကိုအခုကျွန်တော်ပြောပြတဲ့နီလန်တိုင်းပုံမှန်လေးစပေးပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကျုပ်ကိုစားတဲ့အခါမှာအမျိုးသားစွမ်းဆောင်ရည်ကိုကောင်းမွန်အောင်ဘယ်လိုစားရမလဲဆိုတာကိုပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါအရင်ဆုံးကျုပ်ရဲ့စားပုံစားနည်းကိုမပြောခင်မှာကြက်ဥရဲ့ကောင်းကျိုးတွေကိုပြောချင်ပါတယ်ကြက်ဥမှာက protein ဓာတ်ပါဝင်တယ် vitamin B6 vitamin B12 ပါဝင်တယ်ဇင့်ပါဝင်တယ်ပြီးတဲ့အခါမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေပါဝင်တယ်ပြီးလို့ရှိရင်မျက်လုံးအတွက်ကောင်းမွန်တဲ့ဓာတ်ပစ္စည်းတွေလည်းပါဝင်တယ်ဒါကြောင့်မလို့ကြက်ဥကိုပုံမှန်စားပေးမယ်ဆိုရင်မျိုးသားစွမ်းဆောင်ရည်ကိုကောင်းမွန်စေရတာမကမျက်လုံးကျန်းမာရေးကိုကောင်းမွန်စေတယ်ပြီးတော့သူ့မှာကကိုလင်းလို့ခေါ်တဲ့ဓာတ်တစ်ခုပါဝင်တယ်ဒါကအုံနောက်ရဲ့ကျန်းမာရေးအာယုံကြောတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စေတယ်ပြီးတဲ့အခါမှာ protein ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ကြွက်သားတိဆောက်တဲ့နေရာမှာထောက်ပံ့ဖြစ်တယ် muscle ကြီးကျင်တယ်ကြွက်သားကြီးကျင်တယ် weight တက်ချင်တယ်ဆိုရင်ကြက်ဥကိုပုံမှန်စားပေးလို့ရပါတယ်ဒါပြင်မှာအသားရည်လှချင်တယ်ဆိုရင်လည်းကြက်ဥကိုစားပေးလို့ရပါတယ်ဒါတော့ကြက်ဥရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်ကြက်ဥကိုစားတဲ့အခါမှာအမျိုးသားစွမ်းဆောင်ရည်ကိုသူကဓာတ်ရိုက်ကောင်းမွန်စေရတော့မဟုတ်ပါဘူးပြီးတော့တစ်ရက်နှစ်ရက်နဲ့ကောင်းမွန်စေရလည်းမဟုတ်ပါဘူးအချိန်ပေးပြီးတော့စားပေးရမှာဖြစ်ပါတယ်ဆေးရတောက်တယ်လို့မျိုးကြက်ဥစားလိုက်တာနဲ့ထောက်မှတ်လာတာမျိုးမဟုတ်ပါဘူးဒါပေမဲ့ရေရှည်စားပေးမှဆိုရင်တော့အမျိုးသားတွေရဲ့စွမ်းဆောင်ရည်ကိုတိုးတက်ဖို့အတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကြက်ဥကိုဘယ်လိုစားပေးရမလဲဆိုလို့ရှိရင်တစ်နေ့ကိုကြက်ဥတစ်လုံးကနေပြီးတော့နှစ်လုံးမနက်ပိုင်းမှာစားပေးပါစားတဲ့အခါမှာကောင်းမွန်တာကပြားရည်နဲ့တွဲပြီးတော့စားရင်ပိုကောင်းတယ်သို့မဟုတ်ထောပတ်သီးအစီအစံဒါရင်းနဲ့တွဲပြီးတော့စားလို့ရှိရင်ပိုကောင်းတယ်သို့မဟုတ်ကြက်ဥကိုဒီတိုင်းမစားဘဲနဲ့ကြက်ဥနဲ့အရွက်တွေနဲ့ရောပြီးတော့ကြော်တာမျိုးကြက်ဥစားပြီးတော့ဟင်းသီးဟင်းရွက်တွေပါတွဲပြီးတော့စားတာမျိုးဒါမျိုးတွေလုပ်ပြီးပို့ပြီးတော့ကောင်းပါတယ်ကြက်ဥနဲ့ပြားရည်ကိုတွဲပြီးတော့စားမယ်ဆိုရင်စွမ်းရည်ရရှိစေတယ်အားပြည့်စေပါတယ်ကိုယ့်ရဲ့စိတ်ဆန္ဒကိုလည်းမြင့်တက်စေပါတယ်ဒါသည်သဘာဝစေနီဖြစ်ပါတယ်အဲ့ဒါလိုပဲကြက်ဥနဲ့ထောပတ်သီးနဲ့တွဲပြီးတော့စားတာကလည်းအမျိုးသားဟော်မုန်းဖြစ်တဲ့တက်စတိုစတီရွန်ကိုထွက်ဖို့အတွက်လှုပ်ဆော်ပေးပါတယ်ဒါကအမျိုးသားတစ်ယောက်အတွက်ရေရှည်အမျိုးသားဆွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်ဒါပြင်မှာကြက်ဥနဲ့ဟင်းသီးဟင်းရွက်တွေကိုတွဲပြီးတော့စားပေးတာကလည်းဟင်းသီးဟင်းရွက်တွေကကျန်းမာရေးကိုများစွာအထောက်အကူပြုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမျိုးသားဆွမ်းဆောင်ရည်ကိုတိုးတက်စေဖို့အထောက်အကူပြုတဲ့နေရာမှာထောက်ပံ့ပေးမှာဖြစ်ပါတယ်ဒါပြင်မှာကြက်ဥမှာကရှိမှကျွန်တော်ပြောခဲ့သလို protein ရယ် vitamin B6 vitamin B12 ဇင်းနဲ့မျိုးသားဟော်မုန်းထုတ်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ကောင်းမွန်တဲ့အဆီတွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်အမျိုးသားတယောက်စွမ်းအင်ရရှိဖို့တက်လုံကောင်းမှုစိတ်ဆန္ဒအားကောင်းမှုအတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်သတိထားမယ့်အချက်တစ်ခုကကြတော့သင်ကပုံမှန်လူကောင်းတယောက်ဖြစ်ဖို့တော့လိုအပ်ပါတယ်လူကောင်းတယောက်အတွက်ကဒီနေ့ကိုကြက်ဥတစ်လုံးကနေနှလုံးစားတာကပြဿနာမရှိပါဘူးယောဂအခန့်တစ်ခုခုရှိမယ်ဥပမာအဖြစ်နှလုံးသွေးကြောကျဉ်ယောဂသွေးကြောပိတ်ယောဂသွေးတွင်းအဆီဓာတ်များတဲ့ယောဂစီးကျိုယောဂရှိပြီးတော့စီးကျိုကိုမထိန်းနိုင်တဲ့လူတွေသွေးတိုးယောဂရှိပြီးတော့သွေးတိုးကိုမထိန်းနိုင်တဲ့လူတွေကကြက်ဥကိုအများကြီးစားလို့မရပါဘူးဒီလိုလူတွေကဆရာအောင်နဲ့တိုင်ပင်ပြီးတော့ဘယ်နှကြိမ်စားမလဲဆိုတာကိုဆရာအောင်တွေကိုမေးရမှာဖြစ်ပါတယ်အကြမ်းအဖြစ်ပြောမယ်ဆိုရင်တော့တရက်ချားတစ်လုံးလောက်စားတာကအနေကင်းတယ်လို့ပြောလို့ရပါတယ်တေချာခြင်းနဲ့ဆိုရင်တော့ဆရာအောင်တွေကိုကိုယ့်ရဲ့ယောဂအခြေအနေပေါ်မူတည်ပြီးတော့ဘယ်လိုစားရမလဲဆိုတာမေးမြန်းမှာဖြစ်ပါတယ်ဒါပြင်မှာကျွန်တော်တို့ကအမျိုးသားတယောက်ဆွမ်းဆောင်ရည်ကောင်းမွန်ဖို့ဆိုတာကအစားအသောက်တစ်ခုတည်းနဲ့မရပါဘူးအေးရေးဝဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့တစ်နေ့ကိုအနည်းဆုံး9နာရီပြည့်အောင်အိပ်ပါပြီးလို့ရှိရင်လေ့ကျင့်ခန်းကိုလည်းပုံမှန်ပြုလုပ်ပေးပါအထူးသဖြင့်အောက်ပိုင်းလေ့ကျင့်ခန်းတွေဖြစ်ပါတယ်အောက်ပိုင်းလေ့ကျင့်ခန်းတွေကအမျိုးသားဟော်မုန်းဖြစ်တဲ့တက်စတိုစတီရွန်ထွက်ဖို့အတွက်အားပေးပါတယ်
ဒါကအမျိုးသားဆွမ်းဆောင်ရည်ကိုကောင်းမွန်စေပါတယ်ဒါအပြင်မှာအောက်ပိုင်းကြက်သားတွေတန်ဆွမ်းတာကအမျိုးသားတရားကိုအဲ့ဒီကိစ္စကိုပြုလုပ်တဲ့အခါမှာများစွာအထောက်ပံ့ပေးမှာဖြစ်ပါတယ်ဒါအပြင်မှာစိတ်ဖိစီးမှုလည်းကဲဝေးအောင်နေပါစိတ်ဖိစီးမှုများတာကပန်းစင်ပန်းညိုကိုဖြစ်စေပါတယ်အမျိုးသားဆွမ်းဆောင်ရည်ကိုကျစေပါတယ်ဒါအပြင်ရေကိုလည်းများများတောက်ပေးပါအစားတောက်ထဲမှာဆိုရင်ကြက်ဥမှမဟုတ်ပါဘူးထောပတ်သီးမှမဟုတ်ပါဘူးပြားရည်မှမဟုတ်ပါဘူးအစေးအဆန်မှမဟုတ်ပါဘူးငပြောသီးကိုလည်းပုံမှန်စားပေးပါအနက်ရောင်ချောကလက်ကိုလည်းစားပေးပါပြီးတဲ့အခါမှာ White Star ကမာတွေကိုလည်းများများစားပေးပါဗီဒီယိုဖိုင်လေးကအကျိုးရှိမှလို့ထင်ပါတယ်သိချင်တာရှိရင်လည်းကွန်မန့်မှာမေးလို့ရပါတယ်အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့မျိုးသားဆွမ်းဆောင်ရည်ကောင်းမှုအတွက်ကြက်ဥကိုဘယ်လိုစားရမလဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကအကျိုးရှိမှလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်